Are you ready to jump off the cliff with me? မင်းငါနဲ့ cliff ပေါ်ကခုန်ချဖို့အစင်သင့်ပဲလားဆိုတာမင်းငါနဲ့စွန့်စားဖို့အစင်သင့်ပဲလားကောင်းမလေးတယောက်ကိုခိုးပြေးခါနီးမှာပြောကောင်းပြောမှာပေါ့ Are you ready to jump off the cliff with me? ဒါနဲ့စကားမစ cliff ဆိုတာဆရာနာမည်မဟုတ်ဘူးလားဟုတ်တယ်လေအတိတ်ကပါလဲကြောက်ဆောင်လေအတူတူဖြင့်ပင်လဲကိုစီတာထားတဲ့ကြောက်ဆောင်တွေကို cliff လို့ခေါ်တယ်။နေပူတာကိုလည်းမကြောက်ဘူး။မိုးရွာတာကိုလည်းမကြောက်ဘူး။အေးတာကိုလည်းမကြောက်ဘူး။မီးကိုလည်းမကြောက်ဘူး။ဘာကိုမှမကြောက်ဘူးဒီကြောက်ဆောင်ကအဲ့ဒီလို cliff အဖေပေးထားတဲ့နာမည် Rake ကတော့ family name Cliff Rake အဲ့ဒီအတိုင်းလဲမာတယ်နော်ဆရာဘဝမှာမကြုံဘူးတဲ့ဒုက္ခဆိုတာမရှိတော့အကုန်ကြုံဘူးတယ်ခန္ဓာကိုယ်ပေါ်မှာလဲဒဏ်ရာဒဏ်ချက်ပေါင်းသသိန်းနဲ့ရုပ်ကလေးချိုးနေလို့ပဲတော်တော့တယ် So are you ready to jump off the cliff with me မင်းငါနဲ့စွန့်စားဖို့အဆင်သင့်ပါလား I will jump off the cliff and try this ဒါလေးကိုတော့စွန့်စားပြီးလုပ်ကြည့်မယ်ကွာI love Lazio. It's my native town, it's my hometown. So I will jump off the cliff and I will be here no matter what happens. Lazio ကကျွန်တော်ရဲ့မွေးရမြေကျွန်တော်ရဲ့အိမ်ရှိရာနေရာဒါကြောင့်စွန့်စားပြီးတော့ကိုဒီမှာရှိနေမှာပါဘာပဲဖြစ်ဖြစ်ပါအဲ့လိုတွေပြောတာသုံးတယ်အဲ့တော့အချီအမှာမင်းငါနဲ့စွန့်စားမလားပြောချင်သုံးပါ Are you ready to jump off the cliff with me?စီးပွားရေးမှာတစုံတစ်ခုကိုစုပ်ပြီးတော့ရင်းတော့မယ်သုံးပါ I'm going to jump off the cliff and try this အဲ့လိုပြောပါ